ဒီနှစ်ခုဟာလက်တွေ့အကျိုးတရားကိုယ့်ဘဝမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှမျိုးကိုတို့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမှာမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာကျင့်သုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာတစားတဲ့တစားပို့ပြီးတော့ရင့်ကျက်ပြီးကောင်းမွန်လာပြီးသူတော်ကောင်းဆိုတဲ့အနေအထားမျိုးကိုရမှာပါအမှန်အားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်ကိုလည်းမထိန်ဘူးနှုတ်ကိုလည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့အမှန်တမ်းခဲပါတယ်တဲ့ဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိမ့်ချုပ်နိုင်သမျှထိမ့်ချုပ်ကြရမှာဖြစ်တယ်သီးခံနိုင်ခဲ့တဲ့အရာကိုသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရဆိုလို့ရှိရင်သီးမခံတဲ့ပုဂ္ဂိုလ်ကဘာလုပ်တော့ဂလဲစားခြေတယ်နော်ဂလဲစားခြေတယ်ဂလဲစားခြေတာကိုလူတွေကလှုပ်တဲ့လှုပ်ထိုက်တဲ့အရာလို့ဒီလိုထင်တယ်နော်အခုကိရုပ်ရှင်ကားတွေဆိုတော့အထူးအားဖြင့်ဘုန်းကြီးတို့တိရိလင်္ကာကလပ်ပြေတွေမှာနေတဲ့အခါကျတော့တယ်လီဗီရှင်းကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့ထဲပဲကလားကားဆိုလို့ရှိရင်သူတို့ရဲ့သီးကဘာလဲလို့ဆိုရင်လူဆိုးကနှိမ့်ဆက်မယ်ပြီးရင်ကလေးစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့နိုင်ငံခြားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နဲ့လူတွေကိုပြစ်တတ်တဲ့ဟာတွေပြနော်အဲ့ဒါတွေကိုသွားပြီးတော့အတူယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့သိခံခြင်းဆိုတဲ့ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဆိုတာဘာတစ်ခုမှမရှိဒီသူတော်ကောင်းတွေရဲ့အည်သွေးတွေကိုဒါတွေကဖျက်ဆီးနေတာကိုယ်ကျင့်တရားကောင်းမွန်ခြင်းလို့ဆိုတဲ့ထဲမှာကြည့်ကိုရီးယားကားတွေကြည့်ကိုရီးယားကားတွေကဘယ်လောက်ဖျက်ဆီးတော့နော်ဒါတွေကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့မကောင်းတဲ့အမူအကျင့်တွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်မြတ်စွာဘုရားရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ်မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်ယတနာတစ်စုံတစ်ခုဖြစ်เสียအကြောင်းမရှိဘူးယတနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တာအမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်စင်ပေးပြီးတော့ကင်ခိုင်းထားတဲ့နိုင်ငံတနတ်အမတန်ပေါ်တယ်ဝါသနာပါလို့ရှိရင်6လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော်ရှိုးရူတနတ်ရှိုးရူတွေမှာသွားဝယ်ဒီမှာဟင်းသီးဟင်းရွက်ဝယ်ရတယ်လို့လွယ်လိမ့်မယ်တို့စီမှာအဲ့ဒါတော့ဒီလိုင်စင်ဆိုတာရှိပေမဲ့လို့လူတွေဟာကိုင်းကျင်တို့ကိုင်းတဲ့အခါကျတော့တို့စီမှာလူတိုင်းတနတ်ရှိတာကိုတွေ့ရဘုန်းကြီးတို့အမေရိကမှာ94ခုနှစ်က1994ခုနှစ်ကတစ်နှစ်နေဘူးတယ်မြန်မာတကာတဲကတကာတယောက်ဆွမ်းသားလာပင့်တော့သူကားနဲ့လိုက်ရှေ့ကကားရှေ့ကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါဘုန်းကြီးခြေတော်နာလာပြီးတော့ပစ္စတိုတနတ်ကထောက်ခနဲ့လာကြဘုန်းကြီးရှေ့မှာတနတ်ကြသွားတယ်ဆိုတော့သူအာရုံအာနာတော့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ကာဘာယူတဲ့အနေနဲ့ဗာပြောတော့ဆိုဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးနော်ဒါမရှိလို့မဖြစ်ဘူးဘာလို့ဆိုကိုယ့်ကိုကာကွယ်ဖို့လို့ဒီလိုပြောတာနော်အဲ့ဒါလို့ကိုယ့်ကိုကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏှတ်ကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်တလုံးကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါတာအမေရိကန်နိုင်ငံမှာစာတင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တဏှတ်နဲ့ပြစ်တယ်ဆိုမကြကြားနေရတာပဲဒါလေးဆိုလိုတာကတော့ဒီခန္တီနဲ့သောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်လူအတိုင်းဝိုင်းနေမှာဒီလိုဖြစ်အဲ့ဒီလိုပြက်ပြားစေတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့ဟုတ်ထင်အောင်ဖော်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှိရင်အဲ့ဒီမှာတနတ်နဲ့ပြစ်တာတွေပဲတွေ့နေမှာနော်တနတ်နဲ့တွေ့ကိုရီးယားကားကြတော့အရက်တောက်တာတွေ့လေအဲ့တော့ကောင်းတဲ့နီလန်ပေးတာအမှန်တမ်းရှားတယ်ပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးသွား
အဲ့ဒါကြောင့်မို့လို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကအမတ္တမတတိတရားစရာကောင်းတယ်ဘုန်းကြီးတို့အိန္ဒိယကကြည့်တယ်ကြည့်ပြီးတော့ပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တဲ့အခါဘယ်ကားပဲဖြစ်ဖြစ် revenge ကလေးစားခြေတာတွေကြည့်အဲ့တော့လူတွေရဲ့ခေါင်းထဲမှာဘယ်လိုစိတ်ဝင်စားလာတော့ကိုယ်လုပ်ရင်ပြန်လုပ်မယ်ဆိုတဲ့အတွေးတွေဝင်မကုန်ဘူးလားတော့သီခံမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်သွားတယ်ဆန့်ကျင်သွားအဲ့တော့သီမခံသည့်အတွက်ကြောင့်ဘာဖြစ်တော့ဆိုဒီလူကကလေးစားချိန်နောက်ကိုယ်ကိုကလေးစားပြန်လုပ်တဲ့ပုဂ္ဂိုလ်ကပေါ်ပြန်တာပဲဘယ်တော့မှမဆုံးနိုင်တဲ့တန်တရားကြီးတစ်ခုနော်ဝိုင်းကြီးပတ်ပတ်ဒူဝေဝေတဲ့ရောက်သွားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီသီခံမှုနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာယဟန်တွေကိုဆုံးမထားတဲ့ဝတ္ထုလေးတစ်ခု story လေးတစ်ခုရှိတယ်။ယုံတဲ့တူငင်းခုန်ပြီးတော့သီခံနိုင်ခြင်းခွင့်လွှတ်နိုင်ခြင်းမရှိကြဘူး။ငါကမှန်တယ်သူကမှန်တယ်နဲ့ညင်းပြီးမဟုတ်ရင်မခံဘူးဟဲ့ဆိုတဲ့လူတွေနဲ့အဲ့ဒါမျိုးတွေနဲ့သီခံခြင်းခွင့်လွှတ်ခြင်းမလုပ်နိုင်တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကပုံဝတ္ထုတစ်ခုဖြစ်ပျက်တစ်ခုကိုဟောကြားတာရှိတယ်။အဲ့ဒီဖြစ်ပျက်ဝတ္ထုလေးကဗာရဏသီပြည်မှာဗြဟ္မတမင်းဆိုတာဗြဟ္မတမင်းလို့ခေါ်တဲ့ကာတိတိုင်းဗာရဏသီပြည်ကကာတိတိုင်းမှာရှိလို့ကာတိမင်းလို့ခေါ်တယ်ဟိုးဖျားဘူးသွားတဲ့လူတွေသိပါလိမ့်မယ်ကာတိနဲ့ကောသလဆိုဗာရဏသီပြည်နားရောက်ရင်ကာတိဘူတာဆိုတာရှိတယ်နော်အဲ့တော့ကာတိတိုင်းကြီးဟိုးမြောက်ဖက်သွားလိုက်တဲ့အခါမှာဇေရဝံကျောင်းရာတို့ဘာလို့သွားတဲ့အခါကျတော့အဲ့ဒီဘက်ကျတော့ကောသလတိုင်းလို့ခေါ်တယ်အဲ့တော့ကာတိတိုင်းကောသလတိုင်းဆိုတာနှစ်ခုရှိတယ်အဲ့ဒီတစ်ချိန်တုန်းကဒီဗာရဏသီဗြဟ္မတမင်းလို့ဆိုတဲ့ကာတိမင်းကချမ်းသာတယ်စစ်အင်အားတောင့်တင်းတယ်နော်စပားဆံရည်ပေါ်များတယ်စစ်တပ်ဘိုးပါများပြားတယ်နိုင်ငံကျယ်ဝန်းတယ်ပေါ့ဆိုလိုတာကအဲ့ဒီနှစ်ခုရှင်လိုက်မဲ့သူကအင်အားကြီးနိုင်ငံလို့ဒီလိုပြောဟိုကောသလမင်းကြတော့ဒီခိတိကောသလမင်းလို့ခေါ်တယ်သူကတော့ဇီဝဥစ္စာလည်းသိပ်မရှိဘူးတဲ့စစ်တပ်အင်အားလည်းသိပ်မရှိဘူးသုံးနိုင်ဆွဲနိုင်လည်းသိပ်မရှိဘူးစင်စင်ရဲရဲအဲ့ဒီဘုရင်ကစစ်တပ်ကလည်းသေးသေးပဲရှိတယ်ငွေကြေးတနာလည်းသိပ်ပြည့်ပြည့်စုံစုံမရှိဘူးနိုင်ငံလည်းနိုင်ငံငယ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးမှာကာတိဘုရင်ကကောသလဘုရင်ကိုသွားပြီးတော့စစ်တိုက်တယ်နေမြေချက်ထွင်တဲ့စစ်ပေါ့နော်သွားတိုက်တော့ဟိုကမရှင်နိုင်ဘူးပေါ့အင်အားကြီးနိုင်ငံတခုကလာတိုက်တယ်ဆိုစောစောတည်းကထွက်ပြေးတိမ်းရှောင်သွားတယ်ထွက်ပြေးတိမ်းရှောင်တာဘယ်သွားတော့ဆိုကာတိမင်းကြီးရဲ့ဗာရဏသီမြို့မှာမြို့စွန်မြို့ဖျားလေးမှာအိုးလုံငန်းလုပ်တဲ့ဥရိန္ဒေရဲ့အလုပ်ယုံထဲမှာပရပိုက်အယောင်ဆောင်ပြီးတော့ဘုရင်နဲ့မိဖုရားကပရပိုက်အဝတ်တွေဝတ်ပြီးတော့တိမ်းရှောင်ပြီးတော့သွားကြတယ်အဲ့ဒီမှာသွားနေကြတယ်ကောသလမင်းကြီးကတော့ကာတိတိုင်းကကာတိမင်းကကောသလတိုင်းကဘိုးဘာလက်နဲ့တွေအကုန်လုံးသိမ်းယူပြီးတော့နေမြေချက်ထွင်လိုက်တာပေါ့ဟိုဘုရင်ကတော့တိမ်းရှောင်ပြီးတော့ထွက်ပြေးသွားအဲ့ဒါလိုနေတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုတိမ်းရှောင်နေတဲ့ကောသလဘုရင်ရဲ့မိဖုရားကြီးကကိုယ်ဝန်အရင်မှရှိတဲ့အခါမှာချင်းချင်းတက်လာဘာချင်းချင်းတက်တော့ဆိုအင်္ဂါ၄ပါးရှိတဲ့စစ်တပ်စစ်ချီတက်ပြီးတော့စစ်ရေးပြတာကိုသူကြည့်ချင်ဟောသူဆန္ဒကနော်စစ်ရေးပြတဲ့အခမ်းအနားကိုသူကြည့်ချင်တယ်ကြည့်ပြီးတော့ဒီဓာတ်တွေလက်နက်တွေတန်လျက်တွေကိုသူတို့အနေရခင်းပြီးတော့ထက်မြက်စေတတ်တဲ့ရေနဲ့ဆေးကြောတာမျိုးပေါ့နော်အဲ့ဒါလို့ခုခေတ်လို့ဆိုရင်ပရိတ်ရေတို့ဘာလို့ပေါ့နော်အဲ့ဒါလို့ရေနဲ့ဆေးကြောထားပြီးတော့အဲ့ဒီရေကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒနှစ်ခုဖြစ်ပေါ်လာချင်းချင်းတက်လာတဲ့အခါမှာဘုရင်ကြီးကိုဖွင့်ပြောတဲ့အခါကျတို့မှာအခုမှမထင်မရှားနေရတာဘယ်လိုလုပ်ပြီးတော့စစ်တပ်ဆိုတာလဲရမှာလဲအခုလိုဓာတ်တန်လေးရဲ့ကိုဆေးကြောတဲ့ရေဆိုတာလဲဘယ်မှာရနိုင်မှာလဲနဲ့
ပြောတော့မရရင်တော့ तू သေရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကနီးလန်းရှာရတာပေါ့ထွက်ပြေးပြီးတိမ်တိမ်ငယ်ငယ်ဘဝမှာနီးလန်းရှာတော့ဘယ်သွားရှာတော့ဆိုအဲ့ဒီသူ့ကိုလာရံပြုတဲ့ကာတိမင်းကြီးရဲ့ပရောဟိတ်ပုံနာကသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်နေတငယ်ချင်းဖြစ်နေတော့အဲ့တငယ်ချင်းကိုတိုးတိတ်တိတ်သွားအကူကြီးတောင်းတယ်ကူကြီးတောင်းတော့အဲ့တငယ်ချင်းပရောဟိတ်ကနေလိုက်လာတယ်သူကိုယ်တိုင်ကြည့်ပြရစေတဲ့ဆိုပြီးတော့မိဖုရားကြီးကိုလာပြီးတော့သူလာတွေ့တဲ့အခါမှာမိဖုရားလည်းမြင်လိုက်ရောသူကလက်အုပ်ချပြီးတော့ကောသလမင်းကြီးပါပဲကောသလမင်းကြီးပါပဲနဲ့နှုတ်ကဥရန်ကျူးတယ်ဒီမိဖုရားကြီးရဲ့ဝန်းထဲကကလေးတကယ်ကိုကောသလဘုရင်ဖြစ်မှာပါတော့ဆိုပြီးတော့သူကဗေရင်တက်ပရောဟိတ်ဆိုတော့မြင်လိုက်တာနဲ့သူကသိတယ်ဘုံကံရှိတဲ့သားယရဏဖြစ်မှာပဲဆိုသူစီစဉ်ပေးမယ်ဘာမှမပူနဲ့လို့ဆိုပြီးတော့နောက်တည့်ရကြတော့ဘုရင်ကြီးစီသွားပြီးတော့စည်ရပြဖို့အကြောင်းနမိတ်တွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စည်ရပြတဲ့ကွင်းထဲမှာအင်္ဂါ၄ပါးရှိတဲ့စစ်တပ်အဲ့ဒီခေတ်ကတော့ဖွဲ့စည်းပုံကစင်တပ်တို့မြင်းတပ်တို့ယထာတပ်တို့ခြေလီစစ်တပ်တို့ဒီလို၄မျိုးနဲ့ဖွဲ့စည်းထားတယ်အဲ့ဒီစည်ရပြတဲ့အခမ်းအနားကြီးကိုသူကစီမံပေးလိုက်တယ်စီမံပေးပြီးတော့ဓာတန်လျက်တွေလက်နဲ့တွေဆေးကြောတာကိုလည်းစီမံပေးလိုက်တယ်အဲ့ဒါလို့စီမံပေးလိုက်ပြီးတော့ဓာတန်လျက်ဆေးကြောတဲ့ရေကိုတောက်လိုက်ရတော့မှခုနတုန်းကမိဖုရားဟာချင်းချင်းပြေသွားတယ်အဲ့ဒါလို့နဲ့နောက်ကြတော့ရက်လစိတ်တဲ့အခါမှာသားလေးတူဖွေးဖွားလာအဲ့ဒီသားလေးကိုအသက်ရှည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဃာဟုလို့နာမည်ပေးထားတာနော်အဲ့တော့ဒီဃာဟုမင်းသားလေးနဲ့ကလေးမင်းသားလေးမွေးဖွားလာပြီးတဲ့နောက်မှာဒီကောသလမင်းကြီးကစဉ်းစားတယ်ဒီကောသလမင်းကအေးတို့ပုံနေတာကိုကာတိမင်းတွေ့သွားလို့ရှိရင်တို့အသက်ခံရလိမ့်မယ်အဲ့တော့ငါတို့သားလေးကိုခွဲထားမှဖြစ်မယ်တော့ကြ3ယောက်စလုံးသက်ခံရလိမ့်မယ်ဆိုသားလေးကိုမြို့ပြင်ပို့ပြီးတော့ပညာသင်ခိုင်းထားတယ်အဲ့ဒါလို့ပညာသင်ခိုင်းထားတဲ့အချိန်မှာသားလေးကလည်းပညာကြိုးစားတဲ့အခါမှာမင်းသားတွေထုခေတ်ကသင်တဲ့အတတ်ပညာတွေတတ်လို့ဒီလိုသင်နေတဲ့အချိန်ပဲကံမကောင်းအကြောင်းမလားတော့ဘာဖြစ်တုံဆိုငကိုယ်တော့ကသူ့စီမှာအမှုထမ်းသွားတဲ့စတ္တတိကအမှတ်မထင်သွားတွေ့တော့ဟိုလူကစတ္တတိကကာတိပြင်းကြီးစီသွားတိုင်တော့တာကောသလမင်းဟာကိုရောင်ဖြောက်ပြီးတော့ဟောဒီဗာရဏသီမြို့ထဲမှာပဲမထင်မရှားပြပိုက်ဝတ်နဲ့နေတာကိုသူတွေ့ခဲ့တယ်ပေါ့သွားပြီးတော့ဘုရင်ကြီးစီသွားတိုင်တဲ့အခါကျတော့ဘုရင်ကစစ်တပ်လွတ်ပြီးတော့ဖမ်းခိုင်းလိုက်တာနော်ဖမ်းလာပြီးတော့နန်းတော်လဲရောက်ရောဘုရင်ကြီးကတခါတည်းအမိန့်ချတယ်သူရဲ့ရန်သူပဲအစဖြောက်မယ်ဆိုပြီးတော့လက်ပြန်ညိုတုတ်ဘုရင်ရောမိဖုရားရောလက်ပြန်ညိုတုတ်ပြီးတော့မြို့တောင်ဘက်ကိုထုတ်ပြီးတော့တတ်စေလို့အမိန့်ချလိုက်တာအဲ့ဒီလိုနဲ့နော်ရိုက်နှက်ပြီးတော့မြို့ရဲ့လမ်းမတွေလမ်းစုံတစ်ခုကလမ်းစုံတစ်ခုလမ်းမတစ်ခုကလမ်းမတစ်ခုကိုဆွဲပြီးတော့တောင်စမုတ်ကနေထုတ်ပြီးတော့အတိတတ်တော့တာပေါ့နော်ခေါင်းဖြတ်တတ်စေဆိုတဲ့အတိုင်းအဲ့ဒီလိုမိဘနှစ်ပါးကိုဖမ်းဆီးခေါ်ဆောင်ပြီးတော့ဖမ်းဆီးတဲ့အခါမှာဒိုးဒိုးတိတ်တိတ်ဖမ်းသွားတာမဟုတ်ဘူးသူတို့ခေတ္တကထက်စီလို့ခေါ်တဲ့အမတန်အတန်ကကြောက်မဲ့ဖွယ်အတန်မြည်တဲ့ဒိန်ဒိန်ဆိုတဲ့စီကြီးပေါ့အမင်္ဂလာစီကြီးကိုတီးပြီးသွားသေးတာအဲ့လိုတီးသွားတော့ခုနဒီဃာဟုဆိုတဲ့မင်းသားလေးကမြို့ပြင်ကနေပြီးအမေဖေတွေတွေ့ကျင်လို့လာတဲ့အခါကျတော့မှသူ့အမေနဲ့အဖေဖမ်းဆီးခေါ်ဆောင်သွားတာကိုမြင်ရတယ်မြင်လိုက်တော့သူလည်းလူအုပ်ကြားထဲကနေအသာလိုက်တော့ဖခင်လှုပ်တဲ့ဒီဂတိကောသလမင်းကြီးကသူ့သားကိုလှမ်းမြင်တယ်လှမ်းမြင်တဲ့အခါကျတော့သူ့ပါဇက်ကဘာထုတ်ပြောလိုက်တုံးဆိုငါသားဒီဃာဟုရေအရှိကိုမကြည့်ပါနဲ့ငါသားဒီဃာဟုအတူလည်းမကြည့်ပါနဲ့ရန်ဆိုတာရန်ချင်းတုံးလို့မငြိမ့်ဘူးတဲ့မတုံ့ပြန်မှရန်ဆိုတာငြိမ့်တယ်ငါပြောတဲ့စကားလေးကိုမင်းမှတ်ထားပါကွယ်နဲ့ပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဖမ်းဆီးခေါ်ဆောင်သွားတဲ့လူတွေကဒီပြင်ကြီးယူနေပြီပေါ့တရားမှကြောက်လို့ဩနေတယ်ပေါ့ယူနေတာလို့
မဟုတ်ဘူးဘုရင်ကြီးကတော့သူ့သားကိုမြင်လို့ငါပြောတဲ့စကားငါသားနားလဲတယ်ဆိုပြီးတော့ဘုရင်ကြီးကပြောတာအဲ့ဒါလိုနဲ့တောင်စမုတ်ရောက်တဲ့အခါကျတော့သူတို့နှစ်ဦးလုံးဟာတပ်ဖြတ်ခံပြီးတော့လေးပိုင်းပိုင်းပြီးတော့ညှုပ်လိုက်တာပဲเนาะအဲ့ဒီအချိန်မှာဒီကောင်ဦးမင်းသားလေးကမြို့ထဲမှာအရက်တွေဝယ်ပြီးတော့ယူသွားပြီးအဆောင်ချထားတဲ့လူတွေကိုအရက်တိုက်သူတို့မူးနေပြီဆိုတဲ့အခါခုနကမြုပ်ထားတဲ့အမေဖေရဲ့အလောင်းတွေကိုဖော်ပြီးတော့မိတကြိုတယ်သူကမိတကြိုပြီးတော့ရှ िख ိုးဝေါ်ချလို့ငိုကြွေးပြီးတော့အဲ့ဒါလိုလုပ်မိဘတွေကိုယူသေးတဲ့အနေနဲ့အကုန်လုံးအဲ့ဒါလိုလုပ်နေတာကိုဘယ်သူကမြင်တော့လို့ဆိုတော့ပါတိပင်ကြီးကနန်းတော်ကနေလှမ်းကြည့်တော့မသေးမကွဲလူတယောက်ဟာတူးဖော်ပြီးတော့မိတကြိုနေတာကိုမိတွေလှမ်းပြီးတော့မြင်နေရတယ်ပေါ့မြင်တဲ့အခါမှာသူ့စိတ်ထဲမှာကြည်တာကောသလမင်းကြီးရဲ့ဆွေမျိုးတွေကဖြစ်လိမ့်မယ်ငါ့ကိုလည်းဘယ်သူမှလာမတိုင်ကြဘူးနဲ့ဆိုပြီးတော့စွန့်ရင်စိတ်တွေဖြစ်လာတယ်အဲ့မင်းသားလေးကမိဘရဲ့အလောင်းတွေကိုတကြိုပြီးတောထဲထွက်သွားပြီးငိုကြွေးပြီးတော့နီလန်းသူရှာတယ်ဘုရင်ကြီးနဲ့နီးဖို့ရအတွက်နီလန်းရှာစင်တိန်ဆင်ဆရာစီသွားပြီးတော့ဘုရင်ကြီးရဲ့ဒီစင်နေထားတဲ့စင်တင်းကုတ်ကိုသွားပြီးတပည့်သွားခံတယ်ပေါ့စင်ဆရာကြီးရဲ့တပည့်သွားခံတယ်စင်ဆရာကြီးကသူ့ကိုယာရုခန့်ထားလိုက်သူ့ရဲ့အလုတ်အကျွေးအကူအဖြစ်ယာရုခန့်ထားလိုက်တဲ့အခါတဖြည်းဖြည်းရင်းနှီးပြီးတော့မင်းသားလေးကတခြင်းလဲကောင်းကောင်းဆိုတတ်တယ်စောင်းလဲတီးတတ်တယ်စောင်းတီးတခြင်းဆိုအဲ့ဒါလိုနဲ့နေတဲ့အခါကျတော့ဘုရင်ကြီးကကြားတယ်စောင်းတန်ကြားတယ်တခြင်းတန်ကြားတယ်ဆိုတော့ဘယ်သူလဲဟေးစောင်းလေးတီးပြီးတခြင်းဆိုတာစုံစမ်းတဲ့အခါကျတော့စင်တိန်ဆရာကြီးရဲ့တပည့်ပါလို့ဆိုသူစီခေါ်ခဲ့သန်းလို့ဆိုခေါ်သွားတယ်ဘုရင်ကြီးစီရောက်တဲ့အခါဘုရင်ကြီးကတခြင်းဆိုစောင်းတီးတာမင်းလားလို့ဆိုဟုတ်ပါတယ်ကျွန်တော်မျိုးပါငါ့ကိုတီးပြသန်းဆိုတီးတယ်တီးပြတော့ဘုရင်ကြီးကတော်တော်သဘောကျသွားသဘောကျတော့မင်းငါ့ကိုခါစားလို့ဆိုပြီးတော့ဘုရင်ကြီးမှခါစားဖို့ဆိုပြီးတော့အတွင်းလူဖြစ်ဘုရင်ကြီးကသူ့ကိုယာရုခန့်ထားလိုက်သူကလည်းမင်းသားလေးကအကြံနဲ့လာတာဆိုတော့အမှန်တမ်းလိမ္မာတယ်သူကဒီအရှင်သခင်တို့စီမှာခါစားတဲ့လူတွေဟာလိုက်နိုင်ရမယ့်စိတ်ကနေရှိတယ်နော်ပုပ္ပုထာယီတဲ့အဲ့ရကသူကပဲအရင်ထားရမယ်ပစ္ဆာနိပါတိနောက်မှအိပ်ဆက်ရမယ်ကိင်္ကာရပဋိတာဝီဘာကိုလောက်ရမလဲဆိုတာအမြဲတမ်းမေးမြန်းပြီးစိတ်တိုင်းကြအောင်လုပ်ရတယ်ပိယဝါဒီဘယ်တော့ဖြစ်ဖြစ်စကားပြောရင်နှဝင်ချိုအောင်ပြောရတယ်မနာပစာဒီသူ့အကြိုက်ကိုလိုက်လုပ်ပေးရတယ်ဟောအဲ့ဒါလို့ဆိုလို့ရှိရင် तू ကအမှုတန်းကောင်းဖြစ်တယ်ပေါ့မင်းသားလေးကအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်အောင်ဂရုစိုက်တဲ့အခါကျတော့ဘုရင်ကြီးရဲ့အတွင်းလူဖြစ်သွားတယ်ဘုရင်ကြီးနဲ့မင်းသားလေးဒီကဦးတို့သိရင်းနှီးသွားတဲ့အခါကျတော့ तू ကလည်းလူပြိုပေါက်အရွယ်ရောက်လာအဲ့ဒီမှာဘုရင်ကြီးကတို့တောလဲသွားရအောင်ဆိုတော့တောလဲသွားရအောင်ယထာတစီပြင်လို့ဆိုသူလည်းကောင်းပါပြီဆိုလက်နဲ့တွေပါတွေတင်ပြီးတော့မြင်ထားကပြီးတောလဲဝေးရထွက်သွားကြအဲ့ဒီလိုထွက်တဲ့အခါမှာမင်းသားလေးကအကြံနဲ့ပါလို့တော့နောက်ကလိုက်လာတဲ့သူ့ရဲ့ကိုရံတော်တက်တွေမျက်ခြေပြတ်သွားအောင်ဟိုဘက်ကိုယ်မောင်းလိုက်ဒီဘက်ကိုယ်မောင်းလိုက်နဲ့မျက်ခြေပြတ်အောင်အရှိန်အဟုန်နဲ့မောင်းပြီးတော့သွားလိုက်တာနောက်ဆုံးမှာဘုရင်နဲ့သူနဲ့နှစ်ယောက်ထဲတောနဲ့ထဲရောက်သွားအောင်မောင်းသွားတာဘုရင်ကြီးကလည်းမောတဲ့အခါကျတော့ကဲငါတို့လည်းမောပြီနောက်ကလူတွေလည်းမမိဘူးခဏတို့အပန်းဖြေရအောင်လို့ဆိုပြီးမင်းသားလေးရဲ့ပေါင်ပေါ်မှာဘုရင်ကြီးကခေါင်းအောင်ပြီးတော့အိတ်တယ်အဲ့ဒီအချိန်မှာမကြခင်ပဲပင်မလို့အိပ်ပျော်သွားတဲ့အခါအဲ့ဒီမင်းသားလေးကငါဖြစ်ချင်တာဒီတစ်ခါဖြစ်လို့ရပြီဆိုပြီးတော့သူ့ထဲမှာပါလာတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ဘုရင်ကြီးကိုခုတ်တတ်တော့ဖို့လုပ်တယ်အဲ့ဒီလိုလုပ်တဲ့အချိန်မှာသူ့အဖေကလှမ်းပြီးတော့ပြောသွားတဲ့စကားကိုသူနားထဲမှာကြားလာငါသားဒီကဘူးအရှင်ကိုမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ရန်ကိုရန်စားနဲ့မတုံ့ပြန်နဲ့မင်းရန်ကိုမတုံ့ပြန်မှရန်ဆိုတာငြိမ့်နေပြတ်ဆဲတယ်ရန်စားဒီမရှိလျားစိတ်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အဖေကြီးကမှားသွားတဲ့စကားကိုကြားရောင်ပြီးတော့
ငါအဖေစကားကိုလွန်ကျူးတာမကောင်းပါဘူးအဖေစကားကိုမဖောက်ပြက်ပါဘူးဆိုပြီးတော့ဓာတ်ကိုပြန်ထည့်သို့တော့ဘုရင်ကြီးကသူ့အဖေကိုလည်းတတ်တယ်သူတို့တိုင်းပြည်ကိုလည်းသိမ်းတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းတယ်အမေလည်းတတ်အဖေလည်းတတ်ဆိုတော့သူ့စိတ်ထဲမှာမခံကျင်စိတ်ကဖြစ်လာပြန်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်ပြန်ထည့်လိုက်ဓာတ်ဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်အဖေမှာခဲ့တဲ့စကားကိုတတိယပြီးတော့ပြန်ထည့်လိုက်နဲ့၃ချိန်လောက်လဲလုတ်ပြီးရောဟိုဘုရင်ကြီးကအိမ်မက်တွေမဲ့ပြီးလန့်နိုးလာနော်ဖြတ်ခနဲ့လန့်နိုးလာပြီးတော့တိတိကျက်တဲ့ဖြစ်ပြီးတော့ဘုရင်ကြီးဘာဖြစ်တာတုံးလို့မေးတဲ့အခါကျငါ့ကိုကွာတဲ့ကောသလမင်းကြီးရဲ့သားဒီဃာဝုဆိုတာကတနတ်ဓာတ်နဲ့လိုက်လို့ငါပြေးလိုက်ရတယ်ပေါ့အိမ်မက်ထဲမှာအဲ့ဒီကြတော့မှခေါင်းကိုစပင်ကိုဆွဲကင်ပြီးတော့ဒီဃာဝုဆိုတာတခြားလို့မဟုတ်ဘူးကျွန်ုပ်ပဲဆိုပြီးတော့ဘုရင်ကြီးကိုတတ်မဲ့လုပ်လိုက်အဲ့ဒီကြတော့ဘုရင်ကြီးကခြေထောက်ဖက်ပြီးတော့တောင်းပန်နေတဲ့သူမတတ်ပါနဲ့မတတ်ပါကြည့်ဖះလောင်းဟာအဖေစကားကိုလည်းနားထောင်တယ်ဒီဃာဝုမင်းသားလေးကအဖေစကားကိုလည်းနားထောင်တယ်ဘုရင်ကြီးကတောင်းပန်တဲ့အခါမှာသူချစ်အေးလိုက်တယ်ချစ်အေးလိုက်တယ်သူ့ကိုအသက်ချမ်းသာပေးပါလို့ဆိုတော့ကျွန်ုပ်ကအသက်ချမ်းသာပေးဖို့တဲ့ဘုရင်ကြီးကကျွန်ုပ်ကိုအသက်ချမ်းသာပေးဖို့လိုအပ်ပါတယ်လို့ဆိုတဦးနဲ့တူအဲ့ဒါတစ္ဆာဆိုပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အသက်ချမ်းသာမှုပေးလိုက်ကြတယ်ပေါ့ကျိန်စာဆိုလိုက်ရတယ်တပထလို့ခေါ်တယ်အဲ့ဒီခေတ်ကကျိန်ဆိုကြရတယ်ပေါ့နော်အခုခေတ်ကျမ်းကျိန်နဲ့ကျမ်းကျိန်နဲ့ဆိုတဲ့အဓိပ္ပာယ်တွေကအဲ့ဒီကလာတာပေါ့မြန်မာနိုင်ငံမှာကျတော့သွေးကိုဖောက်ပြီးတော့သွေးကိုရေထဲထည့်ပြီးတော့သွေးတောက်ပြီးတော့ကျမ်းကျိန်ကြရတဲ့အားလုံးဘုရင်နေလက်ထက်တော့နော်ကျိန်ဆိုကြရတယ်အဲသူတို့နှစ်ဦးလဲဒီဃာဝုမင်းသားနဲ့ကာတိဘုရင်ကြီးတို့အခုလိုကျိန်ဆိုပြီးတော့တဦးနဲ့တဦးမပြစ်မှားတော့ပါဘူးဆိုပြီးတော့ကျိန်ဆိုပြီးတော့တိုင်းပြည်ကိုပြန်သွားကြဟောရောက်တဲ့အခါကျတော့ဘုရင်ကြီးကမူမတ်မိတ်မူကြီးမယာသိဏ္ဍပတိတွေခေါ်ပြီးတော့ဒီဂိတိကောသလမင်းကြီးရဲ့သားကိုတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်ကြမလို့ဆိုတယောက်ကလက်ဖြတ်မယ်တယောက်ကခြေဖြတ်မယ်တယောက်ကနှာခေါင်းဖြတ်မယ်နှရွက်ဖြတ်မယ်အသေးသက်မယ်နဲ့ပြောကြတယ်အေးဒီဂိတိကောသလမင်းကြီးရဲ့သားဆိုတာသူပဲမင်းတို့ဘာမှလုပ်လို့မရဘူးငါတို့နှစ်ဦးဟာတဦးနဲ့တူနော်သစ္စာပြုတ်ထားကြပြီကျိန်စာဆိုပြီးတော့သစ္စာပြုတ်ထားတယ်တဦးနဲ့တူတို့မပြစ်မှားဘူးဆိုပြီးတော့နောက်ဆုံးမှာအဲ့ဒီခန္ဓာမှာဘုရင်ကြီးကသူ့ကိုမေးတယ်နေပါအောင်တဲ့ဒီဂတိကောသလမင်းရဲ့ဖခမည်းတော်တတ်မလို့ထုတ်သွားတဲ့အချိန်မှာငါသားဒီဃာဝုအရှိကိုမရှုနဲ့အတူကိုမရှုနဲ့ဆိုတဲ့စကားဘာကိုပြောတာတုံးဆိုဩကျွန်တော်အဖေကကျွန်ုပ်ကိုပြောလို့တာအရှိကိုမလုံနဲ့ဆိုတော့ရန်စကိုမရှိစေနဲ့လို့ဒီလိုပြောတာပါတဲ့အကယ်၍ရှင်မင်းကြီးကိုကျွန်ုပ်ကတတ်မယ်ဆိုရင်ရှင်မင်းကြီးရဲ့သားသမီးတွေကကျွန်ုပ်ကိုပြန်တတ်အောင်မှာပဲအဲ့ဒါရန်စဟာမဆုံးနိုင်ဘူးတဲ့အပြန်အလှန်တတ်နေသည့်အတွက်ကြောင့်ရန်စဟာရှည်နေမှာပဲအဲ့ဒီရန်စကိုမရှည်စေနဲ့လို့ပြောတာတဲ့နောက်တစ်ခုအတူမရှုနဲ့ဆိုတာဘာပြောတော့ဆိုတဦးနဲ့တူမိတ်ဆွေဖြစ်တာကိုတိုးအောင်မလုံးနဲ့ပေါ့မိတ်ဆွေတဦးနဲ့တူခင်မင်မှုတွေကိုမပြတ်စေနဲ့မိတ်ဆွေကိုမိတ်ဖြစ်မှုကိုရှည်လျားပါစေမတူပါစေနဲ့လို့ဒီလိုဆိုလိုတာပါတဲ့ယံတစ်ခုဟာတုတ်ပြန်နေတဲ့ယံကိုယံနဲ့တုတ်ပြန်လို့ရှိရင်ဘယ်တော့မှမငြိမ့်ဘူးယံကိုသိခံခြင်းဖြစ်တာလေငြိမ့်အောင်ပြတ်အောင်လုပ်လို့ရပါတယ်လို့ကျွန်ုပ်ရဲ့ခမည်းတော်ကကျွန်ုပ်ကိုဆုံးမသွားတာပါလို့ဆိုတော့ဩဒီဃာဝုမိခင်ကဖခင်ကနော်ခမည်းတော်ကဒီလိုအမတမအချင်းချုပ်ကလေးပြောတာတောင်နားလည်နိုင်စွမ်းရှိတဲ့ပညာနဲ့ပြည့်စုံပါပေတယ်ဆိုပြီးတော့သူ့ရဲ့တိုင်းပြည်ကိုသူ့ကိုပဲပြန်ပေးတယ်ပစ္စည်းဥစ္စာတွေအားလုံးလည်းပေးတယ်နောက်ဆုံးမှာမိမိရဲ့သမီးတော်နဲ့လက်ဆက်ပြီးတော့ဘောဓလတိုင်းကြီးကိုပြန်ပြီးတော့အနှင်းလိုက်တယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုသိခံခြင်းရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟောတာနော်အခုလိုလက်နဲ့ဆွဲကင်တဲ့ပုဂ္ဂိုလ်တွေတောင်မှတခုနဲ့တခုခြေအေးနိုင်တယ်သိခံခြင်းဆိုတာလုံနိုင်တယ်ကိုချင်းတရားကိုထိမ့်သိမ့်နိုင်ကြတယ်ကိုချင်းတရားကောင်းမွန်အောင်စောင့်ထိန်နိုင်ကြတယ်သင်တို့ယဟန်ဖြစ်ခဲ့တဲ့နဲ့ဘာဖြစ်လို့ဒီလိုမလုံနိုင်ရမှာလဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာပါတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဝိထုဇာလန်းလေးကိုမှတ်သားထားပြီးတော့အင်တာမသိခံမှုခက်တဲ့ကိစ္စများတောင်မှပဲ
အခုလိုတီးခံပြီးတော့ကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းဆောက်ရှောက်သွားကြတဲ့တကယ်သူတော်ကောင်းတွေရဲ့ဖြစ်ရကိုဘုန်းကြီးတို့တွေမှတ်သားနာယူပြီးတဲ့အခါမှာတို့တွေတီးခံအောင်တီးခံနိုင်အောင်ကြိုးစားကြမယ်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးကိုချင်းတရားကောင်းအောင်တီးခံခြင်းဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်ပွားချမ်းသာကြပါစေတတ္တဝါများစွာသေရန်ပွားချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတပိတမုဟတံအစရမရတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတပိပူဇာခြင်းနောက်ကိလေသာဆေရတောက်ဟုသမျှတို့သည်တမုဟတပိဉ္ချဘက်တွင်ရေမတင်ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းကုန်သည်ဝန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတိတိဘဝကိလေသာဟုဘုခသိင်ကင်းခြင်းရာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နဲ့မြင်၍မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း